အားလုံးပဲမင်္ဂလာပါ PSO channel မှာကြိုဆိုပါရစေကျွန်တော်ဒီနေ့မှာပေါ့နော် Techno Spark 4ကိုကျွန်တော်တို့ဒီ user log ဖြတ်မှာပေါ့ user log ဖြတ်တဲ့အချိန်မှာကျွန်တော်တို့ PC သုံးရမလို့ပဲねဒီလုံးလေးမှာကျွန်တော်တို့ဒီတိုင်း recovery နဲ့လက်နဲ့ဖြည့်လို့ရတဲ့အကြောင်းလေးကိုကျွန်တော်လက်ပြောတာပေါ့ဟုတ်ပြီကျွန်တော်တို့ဒီ recovery ဝင်ဖို့အတွက်ဘယ်လိုဝင်ရမလဲဆိုတာကိုလည်းကျွန်တော်လက်နဲ့ကန်ပြသွားမှာပေါ့နော်ဟုတ်ပြီကျွန်တော်တို့ဒီအရင်ဦးဆုံးကျွန်တော်တို့ set ကို set ပိတ်လိုက်မှာပေါ့နော် set ကိုပိတ်မယ် power key ကန်ပြီးတော့ပဲဒီတိုင်းပိတ်လိုက်မယ်โอเคပိတ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီကိုင်းရမယ့်ခလုတ်လေးကိုကျွန်တော်တစ်ချက်ပြောပြပေးမယ် power key ရဲ့အတန်တိုးတဲ့ခလုတ်ရဲ့ဒီအတန် power ခလုတ်ရဲ့အတန်ချဲတဲ့ခလုတ်ရဲ့ကိုနှစ်ခုကျွန်တော်ဇုံကင်ထားတယ်အတန်တိုးတဲ့ခလုတ်ကိုလွတ်ထားတာပေါ့အဲ့ဒါကိုကျွန်တော်တို့က9 scan လောက်ကျွန်တော်တို့ဖိနှိပ်ထားမယ်9 scan လောက်ဖိနှိပ်ထားမှာပေါ့ပေါ်လာခဲ့လိမ့်မယ်ကျွန်တော်တို့ move တစ်ခုရောက်လာခဲ့မှာပေါ့โอเคပေါ်လာခဲ့ရင် power key လေးကိုလွှတ်တယ်ဒီအတန်ချဲတဲ့ခလုတ်ကိုကျွန်တော်စက်ကင်ထားတာပေါ့စက်ကင်ထားတဲ့ချိန်မှာအခုလိုမျိုးရောက်လာပြီဆိုရင်အတန်ချဲတဲ့ခလုတ်နဲ့ power ခလုတ်နဲ့ကိုကျွန်တော်ဆက်နှိပ်မယ်ဗျိုင်တူတော့နှိပ်လိုက်တယ်ပေါ့နော်တော့နှိပ်လိုက်တယ်ဆိုရင် recovery mode ထဲကိုရောက်သွားပြီရင်အတန်တိုးတဲ့ခလုတ်နဲ့အသားလေးဆွဲချသွားလိုက်မယ်ပေါ့နော်ဒီချိန်မှာ test တွေသုံးလို့မရတော့ဘူး factory reset နေရာရောက်ပြီဆိုရင်ကျွန်တော်တို့နှိပ်လိုက်မှာပေါ့နော် power ခလုတ်ကိုနှိပ်လိုက်မယ်ဆိုရင် data တွေပြတ်မှာပေါ့ yes no မေးမယ် yes ကိုထပ်ပေးပြီးတော့နှိပ်ချလိုက်မယ်ဆိုရင် data တွေအကုန်လုံးပြတ်ကျသွားမှာပေါ့နော်ပြတ်ကျသွားမယ်ဆိုရင်ကျွန်တော်တို့ user log ကတော့ပြတ်သွားတာသေချာပြီပေါ့နော်ချို့လုံးတွေကြတော့မပေးဖြည့်တာရှိတယ်ကျွန်တော်တို့ PC သုံးရတာတွေရှိတယ်ပေါ့နော် unlock tool တို့ mobile c တို့တခြား free ရတဲ့ tool တွေနဲ့လည်းဖြည့်လို့ရတာတွေရှိတယ်အောက်ပြီးအခုလိုမျိုးပေါ့နော်ဖုန်းပြုတ်ပြင်နီးနဲ့ပတ်သက်တယ် software ကော hardware ကောပေါ့နော် user log ဖြည့်တာတွေ FRB အကြောင်းတွေကျွန်တော်မေကောက်ဖြည့်တာတွေကိုကျွန်တော်ရဲ့ဒီ Telegram group ထဲမှာကျွန်တော်ဒီ private group တွေလောက်ထားတယ်မိတ်ဆွေတို့စိတ်ဝင်စားတဲ့ဝါသနာပါတယ်ဆိုရင်ကျွန်တော်ဖုန်းနံပါတ်လေးပေးထားတာပေါ့နော် Telegram လည်းပေးထားတယ် Viber လည်းပေးထားတယ်မိတ်ဆွေလက် join လို့ရတာပေါ့ဒီချိန်မှာကျွန်တော်တို့ FRB ဆိုတဲ့သင်ခန်းစာကိုလည်းထပ်ပြီးတော့လေ့လာလို့လည်းရသေးတယ်ပေါ့နော်ဒီ FRB အကြောင်းအခုဒီလုံးမှာကျတော့ကျွန်တော်တို့ FRB မပါဘူးပေါ့နော်အရင်ဦးဆုံး Google ဖြတ်ထားတာဖြစ်တဲ့အတွက် skin နဲ့ကျွန်တော်တို့ continue ပေးပြီးတော့ဆက်ပြီးတော့ကြော်သွားမယ်ဆိုရင် home screen ကိုရောက်သွားမယ် home screen ကိုရောက်ပြီဆိုတာနဲ့ကျွန်တော်တို့အကုန်လုံးပုံမှန်တိုင်းသုံးလို့ရပြီဒီချိန်မှာ skill လည်းမပေါ်ဘူးကြော်လို့လည်းမရဘူးတကယ်လို့ကြော်တဲ့ချိန်မှာကျွန်တော်တို့ဒီ verify UR Gmail ပြန်တောင်းတာပေါ့နော် Gmail ပြန်တောင်းတဲ့အခါကြာလို့ရှိရင်FRB lostness ဆိုပြီးတော့ကျွန်တော်တို့သတ်မှတ်တာပေါ့ဒီ service logger ထဲမှာတော့ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်ဒီမှာokay ပတန်လေးတစ်ကြောင်းလောက်ပေးလိုက်မယ် user log လေးတစ်ကြောင်းလောက်ပေးလိုက်မှာပေါ့နော်ဒီ password လေးကဏ္ဍလေးပဲပေးလိုက်မယ်ပေးလိုက်ပြီဆိုရင်ဆက်ပြီးတော့ကြော်သွားမယ်ဆိုရင် home screen လေးရောက်မှာပေါ့ဟုတ်ဒါလေးလည်းပြောတာပါဆုံးဖြတ်ကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်